Hello မင်္ဂလာပါဒါဒီတစ်ခါနီလောင်ကာလေးတစ်ခုပြပြမယ်ဘယ်သူတွေအတွက်လဲဆိုတော့ anti wrinkles တွေပေါ့နော် anti aging ဘိုင်းသွားနေတဲ့အသက်နည်းနည်းရတဲ့သူတွေအတွက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နီလောင်ကာသုံးလို့ရှိရင်တအားကိုကာတဲ့ဟာမျိုးသုံးချင်တာနောက်ပြီးတော့ကျတော့ကိုယ့်မျက်နှာမှာအမဲဆက်လေးတွေရှိတာမှဲ့ကြောက်လေးတွေရှိတာနောက်တစ်ပါးရှိအောင်မလဲကိုကပေါ့အပြင်အရန်သွားရတယ်pollution တန်ပေါ့နော်လေထုညဉ့်ညံတဲ့တန်တွေခံရတယ်ဒါမျိုးဆိုလို့ရှိရင်သုံးလို့တင်တော်မယ်ဟာလေးပေါ့နော်အဲ့တော့ဒါက bioderma ပါဒါတော့နေလောင်ကဆို bioderma အရင်ကြိုက်တာသိကြပါလိမ့်မယ်တော်ကိုယ်တိုင်လည်း bioderma တွေကပဲသုံးတာပေါ့နော်ဒါလေးမပုံအတဲလေးလည်းပြပေးမယ်သူက photoderm sport age ပေါ့နော်ဒီထက်မျိုးစုံလာတယ်ဒီလားနာမည်လေးတွေတိချဖတ်ရမယ်photoderm aqua fluid neutral color တို့ light color တို့ဒါမျိုးအစုံရှိရပေါ့နော်ဒါကကြတော့သူက sport age ကကြတော့နောက်ပိုင်းမှာမြန်မာနိုင်ငံထဲကိုသွင်းလာတာထွက်တာတော့ကြာပြီလားမသိဘူးနောက်ပိုင်းမှာသွင်းလာတယ်သူကအဓိက UVA UVB ပေါ့နော်SPF 50 PA+ အကုန်ပါတယ်နောက်ပြီးလို့ရှိရင် pollution ပေါ့နော်ဒီလေထုညဉ့်ညံတဲ့ဒဏ်ကိုလည်းသူကာကွယ်ပေးတယ်ဒီလားအဲ့တော့မြို့ကြီးတွေ city life ပေါ့နော်နေတဲ့သူတွေဆိုရင်အဆင်ပြေမယ်လို့ထင်တယ်ပြီးတော့သူကvisible light ပေါ့နော် blue light လိုဟာမျိုးတွေလည်းသူကကာတယ်သူ technology ကြီးကသူထုတ်ထားတဲ့ဟာရလေ vitamin C vitamin E ပြီးတော့ C ကပါတယ်အဲ့တော့ဒါလေးတွေကမျက်နှာကိုနည်းနည်းပို့ပြီး hydration ပိုရစေတယ်ပေါ့နော် anti wrinkles ပေါ့ကွာကြိုတင်ပြီးတော့မှနည်းနည်းကာကွယ်ထားခြင်းနဲ့ဆိုရင်အဆင်ပြေတယ်နောက်တစ်ခုကတော့ထင်တယ်မှဲ့ကြောက်လေးတွေရှိတဲ့သူလေဘာလို့ဆိုမှဲ့ကြောက်ရှိတဲ့သူတွေမှာတော်တော်များဘာသုံးရမယ်ဆိုတာနေလောင်ကတီးတက်မလာဘူးပေါ့နော်မှဲ့ကြောက်ရှိပြီးတော့အသားနည်းနည်းခြောက်တဲ့ဘက်ကိုသွားရတယ်ဆိုလို့ရှင်ဒါလေးအဆင်ပြေမယ်လို့ထင်တယ်အဲ့တော့ဒါလေးတစ်ခုrecommend လုပ်ချင်တယ်ပေါ့နော်ပြီးတော့သူကအဓိကအမဲဆက်မှဲ့ကြောက်သမားတွေအတွက်ကိုထုတ်ထားတာကာကွယ်မှုလည်းရတယ်ပိုမဖြစ်အောင်လည်းသူကာကွယ်ပေးတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတစ်ချက် try ကြည့်ဒါ texture လေးတစ်ချက်ပြမယ်ဟာ texture ပေါ့နော်သူကalcohol တို့ paraben တို့တော့ free ဖြစ်တယ် alcohol paraben free ဆိုတော့ဘယ်လိုပြောမလဲ sensitive skin အစားသုံးလို့ရတယ်ပေါ့နော်လိမ့်လိမ့်ချင်းတော့လေဒီမှာဒီလိုဖြူဖြူကြီးဖြစ်တယ်ဒီလားနေလောင်ကနည်းနည်းပဲတော့မလိမ့်နဲ့အများကြီးလိမ့်ပြီးလို့ရှိရင်ဖြည်းဖြည်းချင်းသူကဖြစ်သွားလိမ့်မယ်ဒါလေးသုံးဖြစ်တယ်2လလောက်ရှိပြီအပြင်ရန်သွားဖြစ်တဲ့နေ့တွေဆိုဒါလေးလိမ့်သွားတယ်ဒီလားပြုံလေးပဲအဲ့လိုမျိုးလေးအဲ့တော့အသားနည်းနည်းခြောက်တဲ့သူတွေပိုကြိုက်မယ်ထင်တယ်ပိုအဆင်ပြေမယ်လို့ထင်တယ်အဲ့တော့နေလောင်ကောင်မှ anti wrinkles သွားမယ်နောက်ပြီးလို့ရှိရင်အမဲဆက်အတွက်ကိုသွားခြင်းနဲ့ပိုပြီးကာခြင်းနဲ့ visible light တွေအစားပေါ့နော်infrared light လိုမျိုးဟာမျိုးတွေအဲ့ဒါတွေအစားကာခြင်းနဲ့ဆိုဒီကောင်လေးတစ်ချက် try ကြည့်ပါလို့ဒါ recommend လုပ်တယ်